မိဘတွေရဲ့အခုနာမှာအိမ်ဆောင်နေပြီးစောင့်ရှောက်သွားမယ်ဆိုတဲ့ဒုက္ခတိုင်မွန်ကကြံရည်သူသမီးငယ်လေးပရိသတ်များအလုံးမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထွက်သွားသူတဲ့ကြံရည်သူကပို့ပြီးခန်းစားရတဲ့တဘာဝအတိုင်းမိခင်နဲ့အမဖြစ်သူမိသားစုကွဲလွန်သွားခဲ့တာတော်တော်ကြာခဲ့ပေမဲ့မေးမရနိုင်အောင်ဖြစ်နေရကတော့ကြံရည်သူသမီးငယ်လေးဖြစ်ပါတယ်တနိုင်ငံလုံးဒီပါထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့မတ်လ28ရက်နေ့ငလင်ဘေးကြီးမှာဆိုရင်မန္တလေးမြို့ရဲ့ Sky Villa ကွန်ဒိုကြီးမှာဒုက္ခတိုင်မွန်မိသားစုကြီးလည်းပါဝင်သွားခဲ့ရပါအင်မတန်အလူတန်းရရောလွန်နာကြောင့်တီရီတုဒ္ဓမတင်ကြီးပွဲကိုတောင်ရရှိထားခဲ့တဲ့တတိမကြီးနဲ့အတူသမီးအကြီးဖြစ်သူမိသားစုလည်းကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်ဒါကြောင့်ကြံရည်ခဲ့တဲ့သမီးငယ်လေးနှင်းစီလင်းဝင်းကတော့ဘလို့မှဖြစ်မစင်နိုင်အောင်ခံစားနေရရင်းနဲ့နောက်ဆုံးမှာတော့ထင်မှတ်မထားတဲ့အကြောင်းအရာတစ်ခုကိုပြောပြလို့လာခဲ့ပါတယ်။အဲ့ဒါကတော့သူမအနေနဲ့မိခင်ကြီးနဲ့အမဖြစ်သူတို့ရဲ့အုပ်ကူတွေအနားလေးမှာအိမ်ဆောက်ပြီးတော့နေထိုင်သွားမယ့်အကြောင်းကိုအသိပေးလာခဲ့ပါတယ်။ဘဝတစ်လျှောက်လုံးမိခင်ဖြစ်သူနဲ့အမဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာနေထိုင်လာခဲ့ရတဲ့သူဖြစ်တာကြောင့်အခုလိုရုတ်တရက်ကြီးခွဲခွာသွားတဲ့အဖြစ်ကိုလက်မခံနိုင်ခဲ့ပါဘူး။တီရီသူသမားတင်ကြီးပွဲရထားတဲ့မိခင်ကြီးရဲ့အလူတန်းလှုပ်ချင်တဲ့တရားရက်ရောတဲ့စိတ်တွေကိုလည်းသူမကဆက်လက်စူးစမ်းပြီးတော့ဖြည့်ဆည်းပေးနေခဲ့ပါတယ်။အမဖြစ်သူကမွေးစားထားခဲ့တဲ့သားကြီးလေးကိုလည်းသူမတို့ဇနီးမောင်နှံကပဲမွေးစားဆောင်ရှောက်သွားမယ့်အကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်။သားကြီးလေးကိုရှင်ပြဝဲတောင်ပြုလုပ်ပေးခဲ့ပြီဖြစ်ပြီးတော့ဘဝတစ်ပါးကိုကူးပြောင်းသွားကြတဲ့မိခင်ဖြစ်သူနဲ့အမဖြစ်သူဇနီးမောင်နှံကိုရည်စူးပြီးတော့ကုသိုလ်ဒါနတွေကိုလည်းပြုလုပ်ပေးနေခဲ့ရပါသူမစီမှာသမီးလေးလည်းရှိနေတယ်လို့ဖခင်ကြီးနဲ့ခင်ပွန်းဖြစ်သူလည်းကြံရှိနေခဲ့ပေမဲ့အရင်ဒီဆုံးနေထိုင်ခဲ့တဲ့အမေနဲ့အမလောက်တော့သူမပေါ်မှာနှွေးထွေးမှုမပေးနိုင်ဘူးလို့ခံစားခဲ့ရပါတယ်ဘလို့မှကဲတင်လို့မရခဲ့တဲ့သူမရဲ့မျက်စိရှိမှတင်ကွယ်လွန်သွားခဲ့တဲ့အဖြစ်ကိုတော်တော်လေးလဲဝမ်းနဲ့ခံစားနေရတာပါဒါကြောင့်မလို့မိခင်ကြီးနဲ့အမဖြစ်သူဇနီးမောင်နဲ့အပါဝင်သူမလေးကိုမြုပ်နှံထားတဲ့အုပ်ကူရီနာလေးမှာအိမ်ဆောက်လုပ်ပြီးတော့အတူတူနေထိုင်သွားမယ့်အကြောင်းအခုလိုပဲပြောပြလာခဲ့တာဖြစ်ပါတယ်တကယ်လို့သူမကွယ်လွန်သွားခဲ့ရင်လေမေမေနဲ့မမကြီးတို့ရဲ့အုပ်ကိုနှစ်ခုကြားထဲမှာမြုပ်နှံပေးပါလို့မှာကြားထားခဲ့ပါသေးတယ်။ဘဝဆက်တိုင်အမေရဲ့သမီးဖြစ်ချင်တယ်လို့မမကြီးရဲ့ညီမလေးပဲဖြစ်ချင်ပါတယ်ဆိုပြီးတော့ကြံရည်သူသမီးငယ်လေးနှင်းစီလင်းဝင်းကအခုလိုရင်ဖွင့်ပြောပြနေခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ဘယ်လောက်ထိခံစားနေရမလဲဆိုတာကိုအားလုံးကလည်းထပ်တူကိုချင်းစာနာပြီးတော့နားလည်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုလိုမျိုးစိတ်ကိုလွတ်ထားပြီးတော့လှုပ်ချင်တာတွေရှောင်မလို့ဖို့အတွက်တရားဓမ္မလေးနဲ့အေးချမ်းအောင်နေထိုင်ဖို့အတွက်လည်းတိုက်တွန်းပြောဆိုနေခဲ့ကြပါတယ်ဒုက္ခတိုင်မွန်မိသားစုရဲ့တထေးကြီးနဲ့သမီးအကြီးမိသားစုဟာဆိုရင်နာမည်ကျော် Sky Villa ကွန်ဒိုကြီးမှာနေထိုင်နေရင်းနဲ့ကွယ်လွန်သွားခဲ့ရပါဘလို့မှထွက်ပြေးချိန်မရတဲ့အတွက်ကြောင့်အထဲမှာပိတ်မိနေခဲ့တယ်လို့ကဲတင်ဖို့ဆက်ပစ္စည်းမလုံလောက်တာကြောင့်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျန်ရည်သူသမီးငယ်လေးကတော့ပုံမခံစားနေရတာဖြစ်ပြီးသူမကိုသူမလည်းအပြစ်တင်နေခဲ့ပါတယ်မိခင်နဲ့အမဖြစ်သူတို့အတွက်အကောင်းမှုကုသိုလ်တွေလည်းပြုလုပ်ပေးနေပေမဲ့အနီးကပ်ပြုစုဆောင်ရှောက်ချင်တာကြောင့်မြုပ်နှံထားတဲ့အုပ်ကူလေးတွေနားမှာအိမ်လေးဆောက်လုပ်ပြီးတော့နေထိုင်တော့မယ့်အကြောင်းဝမ်းနည်းစွာပြောလာပါတယ်။မိသားစုတစ်ခုလုံးဒီပါရုတ်တရက်ကွယ်လွန်သွားခဲ့ရတာကြောင့်ဘလို့မှဖြစ်မစင်နိုင်အောင်ဖြစ်နေရရှာတဲ့ဒုက္ခတိုင်မွန်မိသားစုရဲ့ကြံရည်သူသမီးငယ်လေးအတွက်အားပေးစကားလေးတွေပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။